ချောတဲ့တက်တဲ့ခဲဆိုလေတဲတော့ဝိတ်ကြီးတော်တော်ထမ်းရတယ်ကိုရီးယားအတွေ့အကြုံမရှိတော့လေအဲ့ပထမတော့အားနဲ့မန်နဲ့ပဲဒီမှာလောက်ကြည့်ကြတော့နော်တကယ်တည်းအဲ့လိုထားဖို့ဆိုတော့တော်တော်ရုပ်ခဲတယ်ဒါပေမဲ့ကျွန်တော်ကြိုးစားပြီးတော့ရိုက်ခဲ့တာကျောင်းတက်တဲ့ဝယ်ပါအောက်ဆုံးမှာဂျိုကာလေးခဏပါတယ်ဂျိုကာအန်အောင်အန်တဲ့ဂျိုကာအောက်မှာဘုန်းကြီးကျောင်းသားအတူတူကတော့မနဲ့လင်းလာနဲ့ဂျေးချင်းအောင်ဆွဲပြီးတော့တုတ်ခဗျာစာမဖတ်တာပတ်တယ်လေလူကလည်းဥတူတူအတတနဲ့မြို့တဲ့ဆိုတက်ကြွနေတာအတုကရတာကြတော့သူကယူနေတာမဟုတ်ဘူးအဲ့လိုချက်မပြေတာလည်းမဟုတ်ဘူးပေါ့သူရိုးတာနှုံတာအားအဲ့လိုကျွန်တော်ငါတို့တော့ကရတာကြတော့သူကနည်းနည်းလေးအဲ့လိုစိတ်ဝေနာရှင်လေးဖြစ်နေတာပေါ့အဲ့လိုမျိုးလေးပေါ့ပုံစံချင်းမတူပါဘူးကျွန်တော်ဆရာမလေးကိုချစ်တယ်没有拿手打了 K 妹妹死神啊！没有拿这个正面靠那边见识的不？အတူလို့များမတတ်မရအေးပညာတတ်ဆရာဝန်မရီးစားစကားတော့ပြောရတယ်လို့ဒီဒုစကားမှာကျွန်တော်ကြိုက်တာတော့အတူပေါ့အဲ့လိုဒါဒရာမာနဲ့လုံအားအဲ့လိုဘုံကြောင်းသားလေးပေါ့ဟုတ်တော့ကျွန်တော်ရဲ့ကိုမြင့်မြတ်ရဲ့ဂျိုကာရဲ့ဖုန်းကြောင်းသားပေါ့၃ယောက်ဟုတ်ကဲ့တပည့်တော်ကသူ့ကိုကြက်လိုက်တာမဟုတ်ဘူးဗျာချက်ကိုရေဘက်တိုက်တာပါဗျာဒီလူနာကဘိန်းလုံးတင်းနဲ့ကုလို့ရမှာမဟုတ်ဘူးအပမေးရဒီဇလန်မျိုးစားပြောပါဆိုလို့ရှိရင်တော့ဒါရိုမန်ဒရာမာပေါ့နော်ဒါရှေ့မှာကျွန်တော်ကွန်မဒီလေးလည်းပါပါတယ်ပါတာဟောပေါ့ဒိုက်တာကိုထက်ပေါ့ကိုထက်ကကိုကြီးတဲ့ဟိုမြင်နေကြအမြင်ပုံစံမျိုးမဟုတ်ပဲနဲ့ပုံစံချင်းချင်းတယ်ပေါ့နော်အဓိကသပင်ပုံလေးချင်းချင်းတယ်ဆိုတော့အဲ့ဒါဆိုရတယ်လို့ကျွန်တော်ဘယ်လိုလုပ်ပြရမလဲသပင်အလက်ကွဲပေါ့ကားမတော့အလက်ကွဲကိုကျွန်တော်ကနောက်တဲ့ကျွန်တော်မှရှိတယ်မျက်မှန်အဝိုင်းလေးနဲ့ကျွန်တော်အဲ့လိုလေး character တစ်ခုဟိုအမြင်လေးစမ်းသွားအောင်လို့ပေါ့လေအဲ့လိုလေးပေါ့လုပ်ဖြစ်တာပါအိမ်နေရင်းနဲ့ကိုကားတိုက်ခံပြီးရှိနေဆရာသူ့အိမ်ကဟိုးတောင်ပေါ်မှာကားလမ်းတော့မရှိဘူးကားလေးကပြောရရင်ရလဆုံးကားလေးပေါ့ခုနပြောသလိုမျိုးပဲကျွန်တော်တို့ရဲ့ traditional culture လေးလည်းပါတယ်ဇလန်အားလို့ romantic ရော location တွေဒီကမှအဓိကကတော့ဟိုကျွန်တော်တွားရိုက်တာဒါဟဲဟိုနော်ဟဲဟိုကျွန်တော်တို့အဲ့ပေါ်ဆိုင်ရွာလေးမှာတွားရိုက်တယ်ဟုတ်တယ်ဆိုတော့အဲ့ဘက်က location တွေအရန်လာတော်တော်လာတယ်အဲ့တော့ဒီဇက်လေးနဲ့ဆိုလို့ရှိရင်အရန်လိုက်ဖက်တာပေါ့ဟုတ်တယ်ကျွန်တော်တို့ဒီကျွန်တော်တဲတဲ့အဲ့ပုံဆိုင်ဆိုနည်းနည်း plan တာပေါ့နော်ဒီနေ့ချူတင်သွားတယ်နည်းနည်းလေး plan တယ်45နိုင်လောက်သွားရတာပေါ့နော်ရွာလေးမှာရက်ပြီးမှပြန်အဲ့လိုမျိုးလေးပေါ့ဒါနေ့တိုင်းလို့သွားခဲ့ရတာပေါ့နော်ဒါပဲဟိုဘေးရဲ့ရှုခင်းနေကြည့်နေတော့အရန်လှတာတာရတော့မောလေးပြေပါတယ်လုံလဲလို့ပြောပါတယ်ဗျဟုတ်တပည့်တော်နဲ့ဆရာမလေးနဲ့မိစပြစီရှင်ဗျာတပည့်တော်ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာစေရှာမလေးကိုချတယ်ဟုတ်တယ်ဘယ်လုံးကျိုးသွားကြတာပေါ့ဟုတ်ကဲ့စက်တိုက်တဲ့ခန်းလေးလားစက်တိုက်တဲ့ခန်းလေးလည်းပါတယ်အဲဒီထဲမှာအစုံပဲရန်ဝမ်းတာတော့လေနော်ဟိုအခုလိုမျိုးလဲကျွန်တော်တစ်ခါမှမကြည့်ဘူးလေနော်ဒါကအတူသွားလောက်တာလဲအတူသွားလောက်တဲ့လျောက်စိတ်ကြည်နူးရတာတမျိုးနောက်ပြီးတော့အခုလိုမျိုးလို့ကလေးနဲ့အတူတူထိုင်ကြည့်တော့ဘာလို့လို့ပေါ့နော်အဲ့လိုမျိုးလေးစီနေတယ်လို့ပြောနေရလေးတွေ့ရတကယ်ဝမ်းသာပါတယ်ကလေးရဲ့လို့စီနေရလေးပြောနေတာလေးတွေ့တော့လဲစိတ်ကျဉ်နေတာပေါ့ဟုတ်ကဲ့ဒါပဲပိုင်းလောက်ဆိုလို့ရှိရင်ပိတ်သက်တွေခဲရကြားမယ်ပိုင်းလေးပါလာလောက်တယ်အဲ့ဒါလေးပဲအဓိကတော့ဇလန်3ပုံ2ပုံလောက်မှာပေါ့ဟုတ်ကဲ့အဲ့လောက်ကြတော့မှာပါဟုတ်ကဲ့အထူးပါလားဆရာမလေးခမင်းအတူစားတဲ့ငါးလေးဆိုရင်လေမင်းရောငါရောဒီเจ้าမှာအတူလုပ်တိုင်းတစ်မျိုးလုံးကကောင်မလေးနဲ့အတူစားဒီဇလန်မှာဒီမလေးရဲ့နေရာလေးကဟိုနေရာကိုကာရီတာဟောကဘိုးနဲ့ရမ်းလိုက်တယ်ပေါ့နော်ရမ်းလိုက်တယ်ခုနပြောလို့အပြင်မှာလည်းအဲ့လိုဆရာဝန်တယောက်ဖြစ်နေတော့ပို့ပြီးတော့အဲ့လိုလိုက်ဖက်တာပေါ့ဟုတ်ကဲ့ရိုက်နေနေကိုဒီဇက်ကောင်လေးမှာစီးမျောနေတာပေါ့နော်။ဒါပဲဂျိုနဲ့လည်းကိုညီလိုလေးဖြစ်တော့
ကို3ယောက်ကကမ်စထရီမိနေတော့တရားအမျိုးလေးပေါ့ပေးယူလေးချောတန်တက်တဲ့ခန်းဆိုလေတဲတော့ဝိတ်ကြီးတော်တော်ထမ်းရတာလေကိုရဲ့အတွေ့အကြုံမရှိတော့လေပထမတော့အားနဲ့မန်နဲ့ပဲဒီမှာလောက်ကြည့်ကြတော့နော်တကယ်တည်းအဲ့လိုထားဖို့ဆိုတော့တော်တော်ရုပ်ခဲတယ်ဒါပေမဲ့ကျွန်တော်ကြိုးစားပြီးရိုက်ခဲ့တာကျောင်းတက်တဲ့ဝဲပါ အောက်ဆုံးမှာဂျိုကာ ဂျိုကာလေး ခဏပါတယ် ဂျိုကာအန်အောင်အန်တဲ့ဂျိုကာအောက်မှာဂျိုကာရဲ့ပုံမှာကျွန်တော်တို့ကအပေါ်ဆုံးကျွန်တော်သူ့ကိုထားဖို့ကျွန်တော်တော်ကြီးကိုအဲ့ပပမဲ့ရတော်တော်အားကိုမနေထုတ်သွား မနေအောင်ဟုတ်ကဲ့အဓိကကျွန်တော်ခုနကပြောလိုပါတယ်ဒီဇက်ကားလေးပို့ပြီးလုံးကြွရင်အကြောင်းရင်းအဲ့ဒီအကြောင်းရင်းတွေလည်းပါတော့နော်တကယ်ရိုက်တဲ့အကြောင်းတွေအဲ့လိုဆိုလို့ရှိရင်လည်းတကယ်ရှည်အောင်အကြောင်းတွေဒီရွာရဲ့ location တွေအဲ့လိုမျိုးပေါ့ဒါတွေအကုန်လုံးကဒီဇက်ကိုလာပြီးတော့ပံ့ပိုးပေးတာပေါ့လေနော်အဲ့လိုဖြစ်တာပေါ့ရတဆုံပါပဲဘယ်လိုဘိုင်းလို့ရမလဲသိတယ်နော်လာပြီးတော့အားပေးပါလို့ပြောချင်ပါတယ် ဟုတ်ပါတယ် ဘုန်းကြီးကျောင်းသားအတူတူကတော့မနဲ့လင်းလာနဲ့ဂျေးချင်းအောင်ဆွဲပြီးတော့သူ့ခဗျာစာမဖတ်တာပတ်တယ်လေလူကလည်းဥတူတူအတ္တတနဲ့မြို့အတွက်ဆိုရင်တက်ကြွနေတာ အတုကရတာကြတော့သူကယူနေတာမဟုတ်ဘူးအဲ့လိုကြက်မပြေတာလည်းမဟုတ်ဘူးပေါ့သူကယူတာနှုံတာအားအဲ့လိုကျွန်တော်ငတူတုံးကကာရတာကြတော့သူကနည်းနည်းလေးအဲ့လိုစိတ်ဝေနာရှင်လေးဖြစ်နေတာပေါ့အဲ့လိုမျိုးလေးပေါ့ပုံစံချင်းမတူပါဘူး ကျွန်တော်ဆီယာမလေးကိုချစ်တယ် 没有拿手打了，看看妹妹色色啊！没有拿这个正面靠那边见识的不？ အတူတူများမတတ်မရအေးပညာတတ်ဆရာဝန်မမှာရီးစားစကားတော့ပြောရတယ်လို့